ခလိုရီတူခရိုင်လော်ဒိုမြို့နယ်အတွင်း2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့တွင်အာနာသိန်းအကြံဖတ်စစ်တပ်မှအတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသောခလာရ439တရင်မှတပ်သား9ဦးခလာရ998မှ2ဦးခလာရ60တရင်မှ2ဦးခလာရ351တရင်မှ2ဦးခမာရ53မှ2ဦးစုစုပေါင်း9ဦးနှင့်ဖေဖော်ဝါရီလ19ရက်နေ့တွင်ခလာရ439တရင်မှ4ဦးမှတမဟာ3လက်အောက်ခံကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တရေ3ထံသို့လက်နက်ချအလင်းဝင်လာခဲ့ကြပြီးဖေဖော်ဝါရီလ20ရက်နေ့တွင်ခမာယ998တရင်မှတပ်သား6ဦးမှကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တရေ9ထံသို့အသီးသီးအလင်းဝင်ပတ်ပြောင်းခိုလုံလာခဲ့ကြပါတယ်။လက်နက်ချအလင်းဝင်လာသည့်တပ်သားများသည်မိမိဆန္ဒမပါဘဲအတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူများဖြစ်ကြပြီး၎င်းတို့အား KNU အမျိုးသားအစည်းအရုံးမှကောင်းမွန်စွာထိန်းသိမ်းဆောင်ရှောက်ထားပါတယ်။အာနာသိန်းအကြံဖတ်စစ်ကောင်စီတပ်တွင်ရှိအတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူများအနေဖြင့်မိမိတို့နှင့်နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့အလင်းဝင်ရောက်လာကြပါရန်မိမိတို့ KNU အမျိုးသားအစည်းအရုံးနေဖြင့်တိုက်တွန်းအသိပေးအပ်ပါတယ်။